တရေအချောက်ခံရရင်ဘယ်ဂါထာရွတ်တင်လဲဥစဉ်တဲ့တခါတုန်းကနွားကြောင်းသားတယောက်ညနေဆောင်လို့နွားကြောင်းပြီးအိမ်ပြန်လာတဲ့အခါမှာတရေတကောင်ကတစ်ပင်ခွာချားကနေစောင့်ထိုင်ပြီးခြောက်ပါတယ်အဲ့ဒီတရေကလည်းပဲဖုန်ကြီးဘွားကနေဖြစ်လာတာနော်နွားကြောင်းသားကလည်းပဲဖျားစာဆိုလို့မေတ္တာတုတ်ပဲရပါတယ်မေတ္တာတုတ်ထဲမှာရေကေစီဆိုတာပါတယ်လေမေတ္တာတုတ်ရွတ်ဖူးတဲ့ဒကာဒကာမတွေသိကြပါတယ်တရေအချောက်ခံရတဲ့အခါမှာနွားကြောင်းသားကသူရတဲ့မေတ္တာတုတ်ကိုရွတ်ပါတယ်ကြောက်ကြောက်နဲ့ရွတ်ရတာဆိုတော့အဲ့ဒီရေကေစီဆိုတာကိုကြော်သွားပါတယ်အဲ့ဒီအခါမှာတရေကဟေးနွားကြောင်းသားမင်းမေတ္တာတုတ်ရွတ်တာရေကေစီကြံနေခဲ့တယ်กว่าဆိုလှမ်းထောက်ပေးပါတယ်နော်အဲ့ဒီအခါမှာနွားကြောင်းသားလည်းပဲတရေကမေတ္တာတုတ်တော်မကြောက်ပါလားဆိုပြီးထွက်ပြေးပါလေရောဒါကရေစရာပြောပြတာနော်တရေအချောက်ခံရရင်ဘယ်ဂါထာရွတ်ရမလဲဆိုတော့တရဏဂုံရွတ်ပါတရဏဂုံဟာရွတ်ရတာလဲလွယ်ကူသလိုထိရောက်မှုလည်းရှိပါတယ်နော်တရဏဂုံရွတ်တဲ့ပုံကိုယ်တွေကိုဘယ်တရေတစီမဆိုကြောက်ပါတယ်ဒါအပြင်တရဏဂုံရွတ်တဲ့ပုံကိုယ်တွေကိုလူတွေလည်းချစ်တယ်ငှက်တွေလည်းချစ်ပါတယ်ဒါကြောင့်တရဏဂုံပဲရွတ်ပါလို့ပြောခြင်းပါတယ်